သနာစေရန်တိတ်တူဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောက်ရစေဖို့နိကတောဘာသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တန်ခါလူဘဝခဏရတဲ့ခိုက်တမ်းမှာဗုဒ္ဓရဲ့တရားနဲ့မွေးတန်ခါ229သွေဝိနိတိတ်ခါရီယေစောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုတွန်းရှိရန်ရည်ရွယ်တိလာအားဤဝပါတိသမာရိတရားရင့်ကျက်တည်ကြည်ဘုံပညာကြီးမားလာပါရှင်ယဟန်အစပြုကားတည်ဆရာတော်များနှင့်များတန်ခါသည်ဒုသာသနာမှာဖို့ထိုက်ရတနာမည်ဘာသာအကျိုးထမ်းဖို့ကားတည်သာသနာတကုံထုံးပါရောင်ကြည်ဓမ္မလမ်းပြသာသနာအာဇာနည်တရားစိတ်ပွားသူမြတ်စွာတည်စေပြလက်မုံခိုက်ပါသည်အထူးပြေငါညီတင်ကြောပါမည်ဗုဒ္ဓသာသနာစီရန်တိတ်တူ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 ဗုဒ္